ရဲ့ချင်းနဲ့ကျောင်းသားတွေကကောင်းတော့နဲ့သူတို့ရဲ့ကိုကြီးကိုဝိုင်းမရပြနေကြပြီအရင်ကတည်းကပူပြီးရကြကုန်ပါရဲ့ဒါပေမဲ့ဝါကျင်ကလည်းနောက်ပါနေပြန်ထက်လာတဲ့အချိန်မှာအကုန်လက်ထက်ကုန်ပြီးတော့ဝါကျင်နဲ့သူတမင်ထောင်ချစင်တာအဖြစ်ကြောင်းပြပြပါရဲ့အစိုးရရဲ့ကျောင်းသားတွေကောင်းလုံးကြီးညိုနေတဲ့မဲကိုတင်ကြရေးထောက်ပံ့ပစ္စည်းတို့အပြင်ညှောက်လိုက်တာဖြစ်ကြောင်းပြောပြပါရဲ့ဝါကျင်နဲ့ကွာကိုတော်တော်လေးကြီးနောင်တိတ်ပြီးလိုက်ခဲ့ပြီးတော့နှစ်ဖူးကိုတောက်ပြီးမေးအောင်လုပ်ပေးလိုက်ပါရဲ့တစ်ဖက်မှာတော့တည်င်းဌာနမှာဝင်ကြီးနဲ့အမတ်တို့ဆောင်ခဲ့ပြီးတော့အမတ်ကတော့ပညာရေးကာကွယ်ရေးဌာနဆိုတာမရှိတဲ့အရာဖြစ်ကြောင်းပြပြပါရဲ့ပြီးတော့ဝါကျင်ဆိုတာကလည်းစစ်ဖို့စာချင်းကျွမ်းနေတဲ့သူတယောက်ဖြစ်တာကြောင့်ကျောင်းသားတွေကိုကုလိုဆက်ဆံတာမဖြစ်တင်ဘူးဆိုပြီးပြောနေပါရဲ့ဝင်ကြီးကကျောင်းသားတွေကိုကာဝယ်ပေးဖို့ရအတွက်တလန်ပဲရှိရတယ်လို့ပြောပြခဲ့ပြီးအခုကကျောင်းသားတွေကိုယ်တိုင်ဖွဲ့စည်းထားတဲ့လူမိုက်ကိုင်းနေအောင်ရှိနေဖြစ်ကြောင်းပြောပါရဲ့အခုနောက်နေတဲ့ဖွဲ့စည်းကလည်းကျောင်းသားတွေထဲမှာဟုတ်ပဲမကောင်းဆိုးဝါးတွေကိုတုတ်တင်တာဖြစ်တာကြောင့်မကောင်းဆိုးဝါးကိုပဲတောင်းရမှာပေါ့လို့ပြောလိုက်ပါရဲ့တစ်ဖက်မှာတော့ ground နောက်ကိုလိုက်လာရဲ့သူ့ရဲ့အကူကြီးဖြစ်တဲ့လူမိုက်တွေကကောလုံးကကျောင်းရဲ့ရှိကိုရောက်လာခဲ့ပြီမလို့ဝါကျင်ကတော့အကျဲမဝင်ဖို့အတွက်ပြောပါရဲ့ဝါကျင်ကတော့ဘေးတော့ကောင်လေးထဲမှာကျောင်းသားရဲ့ပိုင်လက်ထောင်လို့ပြောလိုက်တော့အကောင်လုံးကပြန်အကောင်လေးကြီးပဲမလို့ညတာတာမလို့တော့ဘူးလို့ပြောလိုက်ပါရဲ့ဝါကျင်ကတော့ကျောင်းဆိုတာကျောင်းသားတွေစာတင်တဲ့နေရာလို့ကျောင်းသားဆရာတွေကလွဲပြီးတော့ဘယ်သူမှဝင်လို့မရကြောင်းတလန်းဝင်တာနဲ့အပိသက်ပေးမယ်လို့ချိန်ချောက်လိုက်ပါရဲ့ပါကျင်ကတော့အကျဲဝင်လာတဲ့ကောင်လေးကိုရှစ်ပလန်နဲ့ကိုတိတ်ပြီးဒီကောင်းမကိုလုံးမပေးတဲ့လက်ရရှာတွေဆိုရိုက်ချိုးပြလိုက်ပါရဲ့ပါကျင်ကြိုက်နေတာကတော်ရုံကောင်လေးမဟုတ်ပဲတကယ်ကန်စတားရီဆိုတာတီးတဲ့ကောင်ကတော့ဘာလို့ကတော်တော်လေးကိုလမ်းပြနေခဲ့ပါပြီရှစ်ပေါင်းချီချူလက်တွေရှိုးပြီးတော့ဓာတ်နဲ့တိုက်တဲ့ကောင်ကိုလည်းဓာတ်နဲ့ပဲပြန်ထိုးပေးလိုက်တဲ့ခေါင်းဆောင်လေးလန့်ပြီးတော့ထွက်ပြေးပါရဲ့ကားလေးကိုရောက်တဲ့အချိန်မှာပဲအပေါ်ကနေမှတ်ပေါက်ပြီးတော့စပင်းဦးဆွဲကအပိသက်ထိုးပေးလိုက်တာကြောင့်မလို့အကောင်လုံးနဲ့တကယ်မကောင်းဆိုးလားဆိုပြီးတော့ကြားလိုက်ကုန်ပါရဲ့ပြလာတဲ့အချိန်မှာကွာဟောဆိုတာအတမမချနိုင်တော့ပဲဂျော်ရီနဲ့ပတ်ဆောင်တို့ကတော့အသက်ကိုချမ်းသာပေးဖို့တောင်းဆိုကြပါရဲ့ပွားချင်းကသူ့ကိုတောင်းပန်ရမှာမဟုတ်ဘူးကိုမကစဉ်းစားကြည့်ဖို့ပြောတဲ့အချိန်မှာကင်အောင်စီပြေးသွားခဲ့ကြပြီးတော့မင်းခွင်းတော်မှာသူတို့ရဲ့အသက်ချမ်းသာမှာပါဆိုပြီးရှင်းအောင်ကိုဖတ်ပြီးတောင်းပန်ကြပါရဲ့ပွားချင်းနဲ့ဂျေအောင်ကိုတကယ်စင်ပြေရလားလို့မေးတဲ့အချိန်မှာသူဖြစ်ရှင်တဲ့အကြောင်းနဲ့သူတက်ရှင်တဲ့ပညာရက်တွေကိုတင်ခွင့်ရတော့မှာမလို့တကယ်ဝမ်းသာပြီးတော့